အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ Susan Design School မှာ Founder Designer စုခိုင်ဖြစ်ပါတယ်ဒီနေ့ sharing လုပ်ချင်တဲ့အကြောင်းအရာလေးကတော့ကျမတို့ designer တွေနဲ့ customer တွေကြားထဲကအကြောင်းအရာလေးတွေပေါ့နော်ကျမတို့ဒီ designer တွေဆိုတာကအထည်လက်ခံပြီးတော့ customer တွေနဲ့ပေါ့နော်အများကြီးအလုပ်လုပ်ရပါတယ်ပြီးတော့ customer နဲ့ designer နဲ့ကြားထဲမှာကျမတို့ကယုံကြည်မှုတွေအရင်တည်ဆောက်ရပါတယ်အဲ့လိုမျိုးယုံကြည်မှုတွေတည်ဆောက်လို့ရပြီး customer ယုံကြည်လာပြီဆိုလို့ရှိရင်တော့တစ်ထည်အပ်တဲ့ customer ကိုနှစ်ထည်အပ်အောင်နှစ်ထည်အပ်တဲ့ customer ကိုသုံးထည်အပ်အောင်သုံးထည်အပ်တဲ့ customer ကိုအထုပ်လိုက်တွေအပ်အောင်ပေါ့နော်ကျမတို့စူးစမ်းရပါတယ်အဲ့လိုစူးစမ်းတဲ့အခါမှာကျမတို့ကပညာတွေနဲ့စေတနာတွေနဲ့မေတ္တာတွေနဲ့ပေါင်းစပ်ပြီးစူးစမ်းရခြင်းဖြစ်ပါတယ်အဲ့တော့အဲ့ဒီမှာပြောချင်တာလေးတစ်ခုရှိလာပါတယ်ဒါကတော့အခုတော်တော်များများမှာပေါ့နော်ဒီ designer ပညာဌာနတင်တဲ့ group တွေတော်တော်များများမှတွေ့လာတဲ့အကြောင်းအရာလေးဖြစ်ပါတယ်ဒီအကြောင်းအရာလေးကတော့ပေါ့နော်ဘယ်လိုလဲဆိုလို့ရှိရင်ဒါချို့ရကြတယ်တယောက်ချင်းစီပေါ့ဒီချက်ရေးသမီးကဒီပုံလေးသိကျင်တယ်ဆိုပြီးတော့အဲ့လိုမျိုးလေးလာပြီးတော့တောင်းကြတာလည်းရှိတယ်ပေါ့နော်ပညာဌာနလာပြီးတောင်းကြတာလည်းရှိတယ်တချို့တွေကြလို့ရှိရင်ကျတော့ဒီလိုပညာဌာန group တွေမှာပေါ့နော်ဘယ်လိုတွေ့ရတာလဲဆိုလို့ရှိရင်ခုနောက်ပိုင်းမှာတွေ့ရတာဒီအထည်လေးရေးကြည့်နေလို့ပါဒီ customer အတွက်ညှက်ဖို့အတွက်အထည်လေးရေးကြည့်နေတယ်ဒီအင်ကြီးပုံလေးကိုပေါ့နော်ဒီနေ့ဒါမှမဟုတ်နည်းဖြန်ပေးရမှာမဟုတ်လို့အဲ့ဒါကြောင့်မလို့အဲ့ဒီဗီဒီယိုတွေကိုတိတ်နှလို့ရှိရင်ပို့ပေးပါဆိုပြီးတော့ဒီပြောလာပါတယ်အဲ့တော့ပြောချင်တာက customer အထည်နဲ့ကိုယ်တစ်ခါမှမချုပ်ဘူးသေးတဲ့ design ကိုလက်တဲ့စမ်းခြင်းမျိုးဖြစ်ပါတယ်အဲ့လိုလက်တဲ့စမ်းခြင်းမျိုးကတော့အရန်ကိုပေါ့နော်ဘယ်လိုခေါ်မလဲအနေရများပါတယ် customer အတွက်လည်းမတရားဘူးလို့ခံစားရပါတယ်ကိုယ့်ရဲ့အထည်ကိုဆိုရင်ရောကလုံးဝမချုပ်ဘူးတဲ့ဒီပုံကိုလုံးဝမချုပ်ဘူးတော့မှဟိုမလဲဗီဒီယိုတော့မှသူများကိုပို့ခိုင်းရမယ်ပေါ့နော်ပို့ခိုင်းပြီးတော့မှတခါတည်းလက်တဲ့ဆန်းပြီးတော့ညှက်ပြီးတော့မှအဲ့လိုလုပ်လို့ရှိရင်ကိုယ်တိုင်ဆိုရင်ရောကြိုက်ပါမလားဒါလေးကိုစဉ်းစားရပါမယ်အဲ့ဒါလေးကအခုတော်တော်များများပေါ့နော်ခဏခဏတွေ့လာရလို့ဒီအကြောင်းလေးပြောခြင်းဖြစ်ပါတယ်အဲ့တော့ customer ရဲ့အထည်နဲ့ပေါ့နော်ဒီလက်တဲ့မဆန်းမိပါစေနဲ့လို့ပဲပြောချင်ပါတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်အဆင်မပြေလာတဲ့အခါကျလို့ရှိရင် customer ကို complaint တက်တဲ့အခါကျတော့မှ line ပေါ်မှာဘယ်လိုကြောင့် customer နဲ့ပြဿနာတက်တယ်ဆိုပြီးတော့ပြောလာတာမျိုးတွေအများကြီးရှိပါတယ်အဲ့လိုမျိုးပြဿနာတက်တဲ့အခါကျတော့ဘာလို့နစ်နာတဲ့လူကတော့ designer ပဲဖြစ်ပါတယ်ဘာကြောင့်လဲဆိုလို့ရှိရင်ဒီလိုမျိုး bad review တွေများလာတဲ့အချိန်ကြလို့ရှိရင်ဒါအခုခေတ်ကပို့ပြီးတော့ဒါ social media ခေတ်ဆိုတော့ပို့ပြီးတော့မကောင်းတဲ့ကပြန့်သွားပြီးတော့ကိုယ့်ရဲ့နာမည်ပဲကျဆင်းမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကိုယ့်ရဲ့ဘယ်လိုခေါ်မလဲကိုယ့်ရဲ့ပိတ်စနဲ့ကိုအရင်ဆုံးကိုယ့်အတွက်ပေါ့မိမိအတွက်အရင်မတက်တဲ့ပညာတွေကိုထပ်ခါလေ့ကျင့်ပြီးမှပဲ customer အတွက်ချုပ်တင်ပါတယ်လို့အဲ့ဒါလေးကတော့ဟိုမလဲပြောချင်ပါတယ်ဒါလေးကိုလည်းကိုယ့်စီမှာလာပြီးတော့တက်တဲ့လူတွေတိုင်းကိုလည်းပြောပါတယ်ကျမတို့စီမှာလာတင်တယ်လာတင်ပြီးသွားလို့ရှိရင်နောက်ထပ်တင်တန်းသားကိုပြန်တင်မှာပဲဖြစ် customer အတွက်ချုပ်မှာပဲဖြစ်ကိုဘယ်လောက်ထိကျွမ်းကျင်ပြီလဲပိုင်နိုင်ပြီလဲဆိုပြီးတော့လေ့ကျင့်ရပါမယ်လေ့ကျင့်ပြီးတော့မှပဲဒါ customer အထည်တွေကိုလည်းချုပ်တင်ပါတယ်တင်တန်းတွေလည်းဒါတင်သင့်ပါတယ်တင်တန်းတင်တဲ့အချိန်မှာလည်းပေါ့နော်ဒီနေ့ဒါလေးကိုတစ်ဆက်တည်းနောက်ထပ်ပြောချင်တာရှိပါတယ်တင်တန်းတင်တဲ့အချိန်မှာလည်းကြုံမှုပါတယ်ဘယ်လိုကြုံလဲဆိုလို့ရှိရင်ဒီနေ့ပဲတင်တန်းဆင်းတယ်ချက်ချင်းပဲတင်တန်းကြော်ညာတယ်တချို့တွေဆိုလို့ရှိရင်လည်းတင်တန်းတောင်မဆင်းရသေးကိုယ့်စီမှာဒါတင်တန်းဆင်းပွဲမှာအတူတူခေါ်မလဲစားတောက်နေတော့မှရှိသေးတယ်ဒီတင်တန်းအကြောင်းကပုံတွေနဲ့တခါတည်းကြော်ညာလိုက်တာမျိုးတွေအဲ့လိုမျိုးတွေကိုယ်တိုင်ပဲပေါ့နော်ကိုယ့်မျက်စိရှိမှာပဲကိုယ်တင်တန်းဆင်းဒီလိုမျိုးလုပ်ခဲ့တာတွေလည်းကြုံမှုပါတယ်အဲ့တော့ဒါတွေကဘယ်လိုခေါ်မလဲရေရှည်ရက်တည်ဖို့အတွက်ကြရင်အဆင်မပြေပါဘူးအဲ့တော့ကိုကသူများတွေကိုပေါ့နော်ပြန်ပြီးတော့ပြန်လေသင်ကြားမှာဖြစ်တဲ့အတွက်ထက်ခါပိန်တဲ့လူရောဝါတဲ့လူရောအဆင်ပြေသလားကိုအများကြီးလေ့လာပြီးတော့လေ့ကျင့်ဖို့လည်းလိုပါတယ်တင်တန်းကျောင်းတင်တဲ့အချိန်မှာလည်းဒါတင်တန်းကတင်လိုက်တဲ့အချိန်မှာအားလုံးအတူတူပဲတင်လိုက်တာပါဒါပေမဲ့ကိုရဲ့လေ့ကျင့်မှုတွေလေ့လာမှုတွေပြီးတော့ပြန်ပြီးတော့ပေါ့နော်ကိုစမ်းစစ်မှုတွေနဲ့အဲ့ဒီလိုနဲ့ပဲတယောက်နဲ့တယောက်ကဒါကွာခြားသွားတာပေါ့နော်ကိုရဲ့ဘယ်လိုခေါ်မလဲကိုရဲ့လေ့လာအားပြီးတော့ခါကျတော့လေ့ကျင့်မှုအချိန်ပေးမှုတွေကြောင့်ပဲတယောက်နဲ့တယောက်ကတော့အရန်ကိုခေါ်မလဲနာမည်ကြီးတဲ့လူလည်းဖြစ်နိုင်တယ်လို့ပေါ့နော်အရန်ကိုတော်သွားတဲ့လူလည်းဖြစ်နိုင်ပါတယ်လို့ပြောချင်ပါတယ်အဲ့တော့ဒီနေ့အဓိကပြောချင်တဲ့အကြောင်းအရာလေးကတော့ customer အထည်နဲ့လက်တဲ့မဆန်းပါနဲ့လို့ပြောချင်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ကျမတို့ဒီဇိုင်နာစုခိုင်ပါ